ကိုပြောရရင်ခတ်တယ်ဝီးတိုင်းကောက်ပွားတွေးပေါင်းဆုံးကမြက်လေဖြစ်ချင်တိုင်းဖြစ်ခွင့်မရတဲ့လူငယ်ဘဝကိုရှက်တယ်အမြင့်ဆုံးရောက်ချင်တဲ့ကောင်ထိတ်တန်းပဲတောက်နိုင်ရေးလက်စားအဆောက်လေးနဲ့ဘောပင်လေးကိုကောက်ကိုင် overthink သမားကအဆိုးပါချွေးရများကိုမလိုလားတဲ့ပြဿနာတွေကြောင့်ဖြစ်လာတဲ့ညာလောပါအောင်ကဲပါအောင်ရောင်ကြီးဆိုတာဘယ်မှာတော့ချိန်တိုင်းပဲစိတ်နှစ်ခဲတဲ့ပျော်ရွှင်မှုတွေဘယ်မှာတော့စုံတယောက်ကြောက်ချရှုံးမှုကိုလက်မခံတဲ့စုံတယောက်ကြောက်ရိုက်ချိုးလိုက်တဲ့မနှက်ဖြန်ရဲ့စုံတယောက်ကိုမျက်ရည်တွေနဲ့မဆက်ဆံတဲ့ခတ်ထန်တဲ့လောကကြီးတဲ့စုံတယောက်ကိုကူညီပေးမှကိုယ်ပိုင်မှတ်ညံတဲ့ဖျားသည့်စီကိုရိုးသားမှုကိုအနက်ခဲ့ထမင်းတစ်နက်တောင်နတ်မမိုင်းတဲ့ဘဝဒီကိုတစ်ချက်ပြန်ခဲ့လို့တည်းလွဲမှနေတဲ့ငါကငါလည်းလက်လန်နဲ့စင်မပြေတော့မှချာနေထားတဲ့မာနတွေကိုတစ်ချက်ပြန်စစ်86မှာငါဘဝကိုစီစဉ်ထားတဲ့ rap plan နဲ့ hip hop ကိုနားထောင်ရင်းနဲ့ခန်းစားချက်ကတက်ပြန်မယ် အချိန်တိုင်းပဲမတေးကြမှုလို့ပြည့်နေမနှက်ပြချေအားစုခင်များတဲ့ရက်တဲ့နေတဲ့လေပြတ်တော့ချင်းနာနဲ့မရကြတဲ့မျက်မမြင်တွေတော့မရများပဲကတ်တယ်မင်းကြိုးစားခြင်းနဲ့ချင်းနေများတော့ဖြစ်ဘာရရစကားပဲကြားတဲ့လောကကြီးတဲ့ပြင်းမဲ့ချီရှောင်းနေမှုတွေနောက်ကလိုက်နေရဲ့လောဘတော့တဲ့မောဟများမှာဆွဲလန်းမှုကိုရှင်းပဲနေချင်းတဲ့ချိန်နဲ့ပြတ်ထားကြတဲ့ပေါ်သားများနဲ့ရောကြကြတဲ့တော့ကများနဲ့လင်းမဲ့ခီပုံစံနေမှနေတာကြတဲ့စိတ်ဓာတ်များနဲ့မိတ်ပြတ်သွားတဲ့တွေ့မဲ့ကြောင်းရေးတချီနဲ့ညမှားနေတဲ့ငါရဲ့အဖြစ်ညစေအိမ်မပြောတွင်းတွင်ထဲမှာယုံလိနဲ့ဖြစ်နေတဲ့ຢာတွေကောင်းတဲ့ပြန်ကစဉ်းစားကြည့်တင်ဖြစ်ယုံကနေရစေပါအဲ့ဒါလူပါခီစုံတယောက်ကြောင်းနဲ့မှရိုင်းလဲလို့သွားနဲ့စုံတယောက်ကြောင်းနဲ့မိသားစုပေါ်ချစ်မလျော့နဲ့စုံတယောက်ကြောင်းနဲ့မှားတွေကိုမင်းမလုံးနဲ့စုံတယောက်ကြောင်းနဲ့မင်းဘဝကိုဖျက်ဆီးနဲ့တကယ်တော့စိတ်နဲ့မိပြီးပေးဆက်ရမှတန်ရဲ့လားအလုံးစုံလိုက်ရောခဲ့တာမနေချင်တဲ့ကအဝေးသို့သွားຢာတိုင်းကိုမေးကိုပြန်ထုတ်ကိုပြန်မေးကြည့်ပါလုပ်ခဲ့တဲ့မြတ်ကိစ္စတိုင်းမှာကိုတိုင်းရောမှန်ခဲ့လားတွေးပေါင်းများစွာငါအညာစင်နှိမ့်ဆက်မနေတဲ့ຢာတွေကိုလည်းလက်ခံနိုင်ဖို့တိတ်ခတ်မှန်ကိုသာလုပ်ပြန်တော့လဲမှားပါဆိုပြီးစိတ်ကက်နေတဲ့လူတွေကြောင်းကိုတွေးမိနေကညစအိတ်ပြက်စိတ်တက်နေတဲ့လူငယ်ဘွားရဲ့လမ်းမများကောင်းငင်ကတက်တက်လိုမျိုးရောင်စုံတွေနဲ့စီးချက်ထားချိန်ချိန်မှာနေအောင်ရတဲ့တစ်ပင်လိုမျိုးစိမ့်လမ်းမလားဒါမှမဟုတ်လောင်းရည်မိကမရှင်းတဲ့နိုင်ပဲညှို့ကြမလားဒီခါလေးဒိတ်ပဲမရှိတဲ့ຢာတွေလုံးဝတွေးနေလုံးဖြစ်တွေးပေါင်းတော့ကြော်လာပြီးဆိုခန်းတဲမှာမတောက်ပဲနဲ့လက်ညှို့ချင်တော့မပူတွေးနေရတဲ့ပေါ်သားချင်းဝိုင်းနဲ့ပြန်ထားမျိုးကိုမှကြိုက်နေတတ်တဲ့တော့ဖိတ်တဲ့ဘေးအချိန်တိုင်းပဲမတေးကြမှုလို့ပြည့်နေမနှက်ပြချေအားစုခင်များတဲ့ရက်တဲ့နေတဲ့လေပြတ်တော့ချင်းနာနဲ့မရကြတဲ့မျက်မမြင်တွေတော့မရများပဲကတ်တယ်